ဒါကဝေဟောက်ရှုပြန်ပို့လိုက်တာဒီနေ့အတွက်ဒါနဲ့ဆို3ပွဲရှိသွားပြီပထမတစ်ပွဲကငံတယ်ဒုတိယတစ်ပွဲကအသားတွေကမာတောက်နေတယ်အခုဒီတစ်ပွဲကျတော့ငံလဲငံတယ်လို့အသားကလည်းမာတောက်နေပြန်ပြီဧည့်သည်ကပြောလိုက်တယ်နောက်တစ်ခါသာဒီလိုထပ်ဖြစ်ရင်သူတက်ပုံရိုက်ပြီးဆော့ရှုံမီဒီယာပေါ်တင်ပစ်လိုက်မယ်တဲ့အရင်တုန်းကဆိုဟင်းခတ်အမွေးကြံကိစ္စကိုရှက်ဆောင်ကပဲနောက်ဆုံးအဆင့်စစ်ဆေးပေးတာသူတလုံးလောက်မြည်ကြည့်လိုက်ရုံနဲ့ဘာလို့နေလဲဆိုတာချက်ချင်းသိတယ်ကျွန်တော်တို့လည်းသူပြောတဲ့အတိုင်းပြန်ပြင်ကြတာပေါ့ခင်ဗျားတို့ကစဖို့မှုတွေမဟုတ်ကြဘူးလားကိုချက်တဲ့ဟင်းကဘလို့အရသာရှိလဲဆိုတာကိုဘာသာကိုမသိကြဘူးလား Manager Lin, Damon အဆင့်ဝင်ထားတဲ့ Mars. ကျုပ်ကဒီနေ့ဖျက်လိခမ်းမှာအခန့်ပွဲလုပ်မယ်သူကချက်ဆောင်ရဲ့နာမည်ကြီးကနန်းဦးပဲပြဟင်းကိုမှတီးတက်မှာထားတာဒါကြောင့်ချက်ဆောင်ကိုတွားပြောပေးလိုက်ဦး Manager မဒီဟင်းကမီနူးထဲမှာမပါဘူးဆိုတာသိပါတယ်စားတောက်ကုန်ဌာနရဲ့စီးမြင့်တွေရဆိုပေမဲ့စီးမြင့်ဆိုတာကတတ်မှတ်ထားတာပဲရှိတာပါလူတွေကတော့အခြေအနေရပြောင်းလဲလို့ရပါတယ်ဆရာကြီးဆောင်ဗမာကြီးကျိုးကဒီညနေအတွက်ဆရာကြီးရဲ့ကနန်းသားပဲပြဟင်းကိုအထူးမှထားပါတယ်ခင်ဗျအဲ့ဒီဟင်းကမီနူးထဲမှာမပါဘူးလေဟုတ်ပါတယ်မန်နေဂျာမာကကျွန်တော်ကိုလာပြောခိုင်းလိုက်တာပါသူကိုယ်တိုင်ကတော့ဆရာကြီးကိုမရင်ဆိုင်ရဲလို့ပါဒါပေမဲ့ဆရာကြီးလည်းအခြေအနေကိုသိမှာပါလို့သူကယုံကြည်နေပါတယ်ခင်ဗျလက်ထောက်မန်နေဂျာလင်းမန်နေဂျာမာကိုပြန်ပြောလိုက်ပါဟိုတယ်ရဲ့စီးမြင့်ရကျွန်တော်အနေနဲ့မီနူးပြင်ပါကဟင်းလျာတွေကိုကိုယ့်သဘောနဲ့ကိုချက်ခွင့်မရှိပါဘူးတကယ်လို့ဧည့်သည်ကတကယ်ကိုလိုချင်နေဆိုရင်တော့အရင်ဆုံးအထူးဟင်းလျာတောင်းဆိုတော့ကိုအရင်ဖြည့်ခိုင်းလိုက်ပါပြီးရင်စားတောက်ကုန်ဌာနညွှန်ကြားရေးမှူးစီမှာအတည်ပြုချက်ယူပြီးတော့မှအထွေထွေမန်နေဂျာ1ရဲ့လက်မှတ်ကိုတွားယူခိုင်းလိုက်ပါအဲ့ဒီလုပ်ငန်းစဉ်တွေအကုန်ပြီးပြီဆိုရင်တော့ကျွန်တော်ချက်ပေးပါမယ်စဖိုးမှုကြီးဆုံးကပြောလိုက်ပါတယ်လုပ်ငန်းစဉ်အတိုင်းပဲတွားပါတယ်ရှောက်သွားအတည်ပြုချက်လက်မှတ်တခုမှလိုလို့မရဘူးလို့ပြောလိုက်ပါတယ်ခင်ဗျအားလုံးနဲ့မိတ်ဆက်ပေးပါရစေဒါကတော့အားကျဲပါသူကအစားတောက်လောကမှာနာမည်ကြီးနေတဲ့ဘလော့ဂါတယောက်ဖြစ်တယ်လို့ရှန်ဟိုင်းကကျင်းငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်ရဲ့အနောက်တိုင်းစာဌာနမှာလည်းမိဖို့ချောင်မှုဖြစ်တာဝန်ယူခဲ့ပူပါတယ်ဒီနေ့ကစပြီးတော့ကျွန်တော်တို့ဟိုတယ်ရဲ့ဒုတိယမိဖို့ချောင်မှုဖြစ်တရားဝင်ခန့်အပ်လိုက်ပါပြီအားလုံးလက်ခုပ်တီးပြီးကြိုဆိုလိုက်ကြပါဦးဆရာဆုံးဟိုအားကျဲရဲ့ကိုရေးရစဝင်ကိုကျွန်မကြည့်ပြီးသွားပါပြီသူရှန်ဟိုင်းမှာလုပ်ခဲ့တဲ့ကျင်းငါးပွင့်ဟိုတယ်၃ခုစလုံးမှာအစမ်းခန့်ကာလာတော့မကြောခဲ့ဘူးရှင့်မန်နေဂျာလင်းဒါတွေကိုကျွန်တော်ကိုဘာလို့လာပြောတာလဲဘာလို့လဲဆိုတော့ဒီဟိုတယ်ထဲမှာဟင်းပွဲတွေရဲ့အရေးသွေးကိုတကယ်တမ်းဂရုစိုက်တတ်တာဆိုလို့ဆရာတယောက်ပဲကျွန်တော်လိုပါပဲဒီပစုံထုတ်ကြီးရဲ့အသားကရောဘာပြားကြီးလိုပဲဝါရတာတအားမှနေတာပဲ sauce ကလည်းခါတက်နေအောင်ငံနေတာပဲမင်းတို့ရဲ့မီးဖို့ချောင်မှုချုပ်ကိုထွက်လာခိုင်းလိုက်စမ်းမင်္ဂလာပါလူကြီးမင်းခင်ဗျာကျွန်တော်တို့ရဲ့မီးဖို့ချောင်မှုချုပ်ကဒီနေ့မရှိပါဘူးခင်ဗျာမရှိဘူးဟုတ်လားဒါဆိုရင်ဒီလိုအမိုက်လိုအစားအစာမျိုးကိုဘယ်သူချက်လိုက်တာလဲကျွန်တော်ကငွေ8000တောင်အကုန်ခံပြီးလာစားတာကိုမင်းတို့ကဒီလိုဟာမျိုးနဲ့လာပြီးလှည့်စားနေတာလားအကုန်လုံးပြန်ယူသွားလိုက်တော့စုစုပေါင်း2300ကျတင်ပါတယ်ခင်ဗျာကျုပ်ဆောင်တော့9မိနစ်နောက်ကျတယ်ဟိုတယ်စီကန်ရမင်းရဲ့လက်ခပြည့်စုကြီးကိုဖျက်လိုက်ပြီမန်နေဂျာမခင်ဗျာကျွန်တော်မနေ့ညကဟင်းချက်စရာတွေပြင်ဆင်နေလို့ညတနာရီကျော်မှပြီးတာပါမနေ့ညကမင်းမလုံနေငါအလုံးမဟုတ်ဘူးနောက်ကျရင်တော့ဖြတ်မှာပဲမကြည်နဲ့ရင်အယူခံစွာဖြည့်ခဲ့လိုက်အုတ်ချုပ်ရေးဌာနက3ရက်အတွင်းအကြောင်းပြန်လိမ့်မယ်လူစိတ်ဆိုတာမျိုးကတခါအေးဆက်သွားပြီဆိုရင်ပြန်တွေးထွေးဖို့မလွယ်တော့ဘူးအခုတော့မင်းနားလဲသွားပြီလားနားလဲပါပြီဆရာသူတို့ကကျွန်တော်တို့ကိုလူလိုတောင်သဘောမထားကြပါဘူးဒါပေမဲ့ကျွန်တော်စာချုပ်ကတစ်နှစ်ခွဲတောင်ကြံသေးတယ်ပြီးတော့နေမရှိတဲ့မိဘတွေကလည်းလဲလုံနေကြတာကျွန်တော်ကလာတိုင်းပတ်စံပြန်ပို့ပေးနေရတာလေစပိုမှုလောက်တာကသူများစီခံရတာအနာဂတ်မရှိဘူးလို့သူတို့ကပြောကြတာအခုတော့အဲ့ဒီလိုအလုံးမျိုးမှတော့လက်ခပြည့်စုကြီးဖြတ်ခံနေရပြီရှောင်းတော့မိမိဘတွေဘယ်လိုပြောတာကအရေးမကြီးဘူးမင်းကိုမင်းဘယ်လိုမြင်လဲဆိုတာကပဲအရေးကြီးတာပါလက်မှုပညာဆိုတာအချိန်နဲ့ရင်းပြီးတွေးယူရတာမျိုးပါမိမိဘတွေလည်းထဲမှာကောက်ပဲတီးနှံတွေမဲ့ဝင်လာဖို့စောင့်ရတယ်လို့မျိုးပဲအခြေခံသဘောတရားကတော့အတူတူပါပဲ